Lautu Jemaah Matu Jemaah Pelan Jemaah Marah CNF CSCM Mẹ chụp cho bạn này bọn. Awan dipak. Penasaran jadinya, cino tani baru piano go jauh lah jauh. Mungkin bamnya, jauh si pokumnya ne, agak satu mamnya alunggu, menglana nak kemal lulus aparasi. Ikuni asisnya go usang pitome, kemana mengkaro, macam selalu berkobarasi. Aku cuma ikuni asisnya go payu doma pibarasi. Asisnya, agak satu mamnya ni ayucin. Asisnya, apa yang sudah cin. Assistant Tong, Chin Tani Pinyawi Comedy Okatama, a poet Makonska Georgia. Assistant Namalaya, Agasa Pinyawi Comedy Okatama, a poet Amaska Georgia. Assistant Namanga, Chin Tani Agasa Kanago, Pedro Piapulin Jim. Assistant Namachao, Agasa Senior Zigamia Pet Jim. Assistant Namakune. Agasa tamamyama, agasa tanita ayusu chim. Assisi na mashi, akana assisi asonta chine, taimu assisi da shaulo, jizu a chimwan sakachi. Assisi na mago, agasa tamamya pianle chokwa chim. Assisi na matase, ponase na jimyao, chinyu tani bolong pianbue, punbue akana, aumye swapi sonjao jinya chim. Assisi na matiya, agasa tamamya, ni ayuchin. Aku cuma agasa tamamya go, lisa soal ni ayu bubuya, betaya ke ambarishin. Aku cuma assisi ni ya, apa yang sudah kami cakap cipare, to apa yang sudah cakap usang bidome, lisa ya bado, Reverend Van Talian Lisa soal pizza abarishin. Sudah ya. Dot nak pilih nak hit kempian. Valen ha, CND, proyek boleh. Khang lai rel kun ha, kuat khang nak lain rel nak. Koi pa, dek nak hitam kinterin, hindi jin ha cun. Bolong cuy nak, ini hoi kok nak, ini dot nak, ini rual nak lakar dingin, jan, dan pekan jange, oi pa bolong ay cuy. Konsumennya, selain di sport day cintakan biasa bina nada jauh, usaha, jadi cina mare. Sport day biasa jauh karo, Malaysia ya. Chin yo da lu nya do ne do ye ne chong chin mita ha ya phoi chin si si le le a to shin de xiao la nai hu ya sa bi lu phit a chin chin na le mu yong chu mu nya swa ku sa nai hu ya phit ba le ye ko de service sport de ma ne do de yang na mai su phoi biရင်းနှီးစွာတန်တန်ရှင်းရှင်းအားကစားစိတ်ဓာတ်အပြည့်ဖြစ်ထိခိုက်မှုရှိရင်လည်း
ပြည်ပြည်နဲ့တိုးပေါ်တိုးခေါ်ချင်းစိတ်တိုင်းနဲ့အာဂစာကစားနိုင်ကြပါရန်တောင်းပန်ချင်ပါတယ်။တောင်းကြမျိုးတွေချမ်းများဖြစ်စေကြမျိုးအနညာချင်းတွေပဒါရမထားပဲရေကိုယ်ဆိုမျိုးရင်းချပါမှာဆိုရက်ငွေမြတ်တဲ့စိတ်ထားနဲ့ပြန်ဖို့ဝင်ကြဖို့ရန်တိုက်တွန်းချင်ပါတယ်။နောက်ဆုံးအနေနဲ့ကစားသမားများဝင်မှာချင်တာအားလုံးစိတ်ဓာတ်အပြည့်အဝနဲ့ကစားတော့ဖို့တိုက်တွန်းရင်းကျွန်တော်ရဲ့စကားဒီမှာလည်းလည်းကိုချုပ်ပြရစေအားလုံးကိုကျေးဇူးတင်တယ် အဖွင့်မိကွန်းစကားကိုပြောကြားပေးတော့ main chairman ဆရာ Joseph အောင်အားအထူးကျေးဇူးတင်ရှိပါတယ်ရှင်။အခုချိန်မှာအစီအစဉ်လေးရအာကစားဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌမှအဖွင့်မိကွန်းစကားပြောကြားသွားမှာဖြစ်ပါတယ်ရှင်။မိကွန်းစကားကိုပြောကြားပေးဖို့ရအတွက် sport chairman ဆရာ Robert ထံအားလေးစားစွာဖိတ်ကြားအပ်ပါတယ်ရှင်။ ရှင်းစွာဒီလို90နှစ်မြောက်ချင်းမျိုးသားမျိုးထိမဲ့လူသားအားသာဘုံပြန်ပွဲချင်းမြောက်ရတော့ကိုယ်ကိုယ်ပြရှင်းတော်မှာတော့ရှင်းစွာချင်းမှန်ပါတယ်ဒီနေ့မှာကျွန်တော်အနေနဲ့အများကြီးတော့ပြောချင်ဘူးဒီနေ့မှာကျွန်တော်တို့ဘုံတကားတဲ့ခါမှာတယောက်နဲ့တယောက်သူနဲ့သူကြည့်ကြည့်ကိုရင်းနေလို့ကျွန်တော်တို့အကောင်းဆုံးနဲ့ရှင်ပြန်ကစားပေးဖို့အတန်ရှင်းဆုံးရှင်ပြန်ကစားပေးဖို့တော့ဒီအားသာဖြစ်မဲ့ကုန်ပြည်နေနဲ့ကျွန်တော်တိုက်တွန်းလိုပါတယ်တော့ဒီနေ့မှာပါဝင်တဲ့ဒီစနစ်တွေလုံးအကောင်းဆုံးရှင်ပဲကစားပေးကြပါလို့ကျွန်တော်တို့ဒီအဖွဲ့အနေနဲ့ကျွန်တော်ပြောလို့တယ်။ဒါပေမဲ့ကျွန်တော်စီကတခုတော့ကျွန်တော်တို့ပြောချင်တာရှိတယ်။အဲ့ဒါကလည်းဆိုတော့ဘုရားမှာဘုရားချမ်းမှာကျွန်တော်စီကားရတဲ့ channel ရှိတယ်။အဲ့ဒီဘက်ကိုကျေးဇူးတင်ပြီးတော့ဘုရားပြောလာခြင်းအဲ့မှာခရရောက်ဖြစ်နေကျွန်တော်တို့ပုံမှန်ပါဘူး။ပြီးတော့ကျွန်တော်တို့ဒီနောက်ဘက်ကဟိုဟာကျွန်တော်တို့ဒီအထက်တို့ချက်ချင်းမှာပေါင်ပေးတတ်မဲ့ ICC ခေါင်းဆောင်များဖြစ်သော ACR CRC FRO ဒိုင် sport chairman များကိုလေးစားစွာဖိတ်ခေါ်အပ်ပါတယ်ရှင်။သွားချင်ပါတယ်ခဏစနေချင်းရောက်ရှင်းမျိုးသားနဲ့ဖေးအမဘောလုံးဖူးတန်းချက်များဖတ်ပြသွားမှာဖြစ်ပါတယ်နံပါတ်1ခဏစခက်ချင်းခဏစခဏရောက်ရှင်းမျိုးသားနဲ့ဖေးအမအားကစားပြန်ပွဲများသူရှီပါဝင်ရှင်ဝဲလို့တော့တင်းတော့မဟုတ်အဖွဲညာတီအောက်ပါအရင်ချင်းများဖြစ်ပြည်စုံရပါမယ်အာကြီးချင်းလူမျိုးတိုင်းကစားခွင့်ရှိတော့ချင်းလူမျိုးတို့နိုင်စုအတင်းတော့မဟုတ်အဖွဲပေါ်တာကိုစားပြုကစားရကစားသမားတိုင်းဒီမိမိ area နယ်မြေလူမျိုးနိုင်စုကိုတာကိုစားဥစွာကိုစားပြုကစားရအထက်ကလူမျိုးနိုင်စုမှတာကစားခွင့်ရှိပြီးအရက်တော့မဟုတ်မွေးရှေပါတုံးဆွဲသောကစားသမားများကိုဒံပွဲကစားခွင့်ပြပြမီကစားခွင့်မပြုကငယ်ပွဲစဉ်တပွဲဟေအားကစားသမား50နဲ့တူထဲမှာ80ဦးသာပါဝင်ရှင်ပြန်ခွင့်ရှိသည်အတိကအားကစားသမား7ဦးနဲ့အရန်အားကစားသမား9ဦးအထိဒူစားထဲကစားခွင့်ရှိသည်အဟာကြီးအတင်းတင်းမှာတင်ကြလို့တော့အတနာခံလို့တော့အချက်အလက်များရှိပါကအတင်းမာနေကြနဲ့အတင်းခေါင်းဆောင်တို့မှဇာရေးပြီးဘွဲချင်းညရေးကော်မတီထံသို့တင်ပြရမည်စလို့ဘောလုံးပွဲကော်မတီမှအချိန်မရွေးအစည်းအဝေးခေါ်ယူနိုင်သည်ထို့သောအစည်းအဝေးခေါ်ယူပါကအတင်းမာနေကြနဲ့အတင်းခေါင်းဆောင်တို့မပြတ်မကွက်တက်ရောက်ရပါမည်စလို့
ကစားသမားပြန်ပွဲဝင်အတင်းတိုင်းဒီအာကာကော်မတီထံတွေဂျိုတင်စရာငွေ ringgit 900ပေးသွင်းရနံပါတ်1 connection ဟင်းမြောက်ချင်းမျိုးသားနဲ့အထင်းအမှအထင်းအမှအားကစားပြန်ပွဲဖွင့်ပွဲနေ့တွေတတိလေအနည်းဆုံး15ရောက်အားကစားတင်းတီတန်ငွေ ringgit 50ပေးဆောင်ရမယ်ရိုးရာဝတ်စုံဖြစ်အလံကိုင်းအမျိုးသမီးခြိတက်နိုင်ခြင်းမရှိတော့အတင်းတီ ringgit 50ပေးဆောင်ရမယ်ဖူလုံးပြက်ကွက်ပါက ringgit 100တန်ငွေပေးဆောင်ရမယ်နံပါတ်3 connection ဟင်းမြောက်ချင်းမျိုးသားနဲ့အထင်းအမှအားကစားပြန်ပွဲကစားစီအတွေ့ဝမ်းလေတန်လူကြီးဆုံးဖြတ်ချက်ဒီအတင်ဖြစ်သည်မိတိနံပါတ်4မိတိကစားသမားမဆိုလူစားသေးပါကအတင်းမနေကြမှာအာကကော်မတီနဲ့တိုင်ချုပ်ခံဥစွာအကြောင်းချရမိချစ်ပြီးဝဲလေမှာတရှိတာဝင်ရောက်ခွင့်ရှိသည်ပြန်ပွဲဝင်ရောက်ရှင်တော်မိအာကစားအတင်းတိုင်းဒီမိမိအတင်းအတွက်တမ်းဟတ်ထားသောအာကစားဝတ်စုံအဖြစ်ဝတ်စီရမည်ဝတ်စုံပြီးဆုံးချီဆိုရတွေအင်ကြီးပေါင်းဖြီခြေအိတ်ခြေကကစားအာကစားဝတ်စုံအပြည့်အစုံဆိုလို့နံပါတ်6ရှင်တန်ကစားမိအတင်းဟတင်းဒီဝတ်စုံသက်ဆိုင်လာပါကမဲနေရမယ်မဲပုတ်တော့အတင်းဟာမိမိအတင်းဝတ်စုံဖြစ်ကစားခွင့်ရှိပြီးဂျာအတင်းဒီဖြစ်မြောက်ရေးကော်မတီအရန်ဝတ်စုံဖြစ်တာရှင်ပြန်ရမယ်နံပါတ်9 connection ဟင်းမြောက်ချင်းမျိုးသားနဲ့အထင်းမှာပေါ်လုံးပြန်ပွဲဝင်အတင်းတိုင်းဒီဘွဲမကစားမီချိုးတီငွေ RM တရားရိတ်ပြေဆောင်ရမယ်ထိုငွေကိုပွဲကစားပြီးရင်တန်ချင်းဟုချက်ချင်းပြန်လေထုတ်ယူရဖြစ်သည်အကယ်၍ကစားသမားများအတွက်တန်ချင်းမလုံလောက်ပါကထပ်မှလိုအပ်တော်ငွေပြေဆောင်နံပါတ်10ရန်ပွဲမစားမီဒေးတွင်တော်နာမည်စရဲများကိုအစားထိုးချင်းခဲခဲချင်းမျိုးလုံးဝမပြုတ်လို့ရထို့ပြင်ချင်းလူမျိုးမဟုတ်တော့အခြားအားကစားသမားများဖက်သွင်းကစားချင်းလုံးဝမပြုတ်ရထို့တော့အခြားလူမျိုးဖက်သွင်းချင်းလို့တော်လကောင်မူစားဖက်ချင်းမူစားဖဲနေအတက်အစားထိုးချင်းတော်လကောင်ပြုလို့တော့အတင်းအားတန်ငွေဝိတ်900နဲ့အားကစားသမားကိုရဆိုင်တဲ့ရဆိုင်ထားပြီးအရေးယူနေနံပါတ်9ဘောလုံးတွင်အသွင်ဖြစ်တမ်းများဒါချင်းအနိကတကတ်ကတန်ချေတမ်းဖတ်ချက်မှာ ringgit 50ဖြစ်သည်တာပဲဘဝကတကအတွက်တန်ချေတမ်းဖတ်ချက်မှာ ringgit 30ဖြစ်သည်ဒါနဲ့ဟိဝါတေနီတိုလေနီတို၎င်းတဲ့ရဲ့အနီတော်၎င်းပွဲကစားခွင့်ရနာချင်းနဲ့နောက်ထပ်အပွဲပေချင်းကိုခံရမယ်နံပါတ်10အတင်းတိုင်းအတွက်အတင်းတိုင်းအတွင်းဖြစ်တမ်းများနံပါတ်ကကြီးအားကစားမိအတင်းများသည်မိမိပွဲစီစပြီး15မိနစ်အထိတွန်းပြေတို့မရောက်ရှိလာပါကပွဲရလာ3 3ညဖြစ်တမ်းဖတ်နေထိုတုံးကိုဒီအတင်းမန်နေဂျာမှမိမိနဲ့တော့ကစားသမား3ဦးအားတယောက်တကူစီပေးပိုင်ခွင့်ရှိသည်အချက်အနည်းဆုံးကစားသမား6ဦးကြည့်မှတာလျှင်ပွဲကစားခွင့်ပြုမည်အပွဲအတင်းနဲ့ရမှတူပါကပေကိုယ်ပေါ်ချာချက်ကြည့်ပြီးဆုံးဖြတ်ရမယ်၎င်းကိုပွားချာချက်ဥပကဟေရာကိုပေကိုကြည့်ပြီးဆုံးဖြတ်ရမယ်နောက်ထပ်ဥပက3ဖြစ်တဲ့ကိုဆုံးမှုကိုကြည့်ပြီးဆုံးဖြတ်ရမယ်နောက်ထပ်ဥပကအနိကအဝါကကိုကြည့်ပြီးအနိကအဝါကပေါ်ရပြီးအသိကြားရမယ်၎င်းထမှန်ဥပက
ပေါင်းပန်းဖန်ပြီးအဆုံးအဖြတ်ပေးရမယ်တောင်းရင်ဘောလုံးကစားရစရင်တေစစ်တေဘယ်နဲ့ဒီနေ့မြောက်ချင်းအမျိုးသားနဲ့ဖိအမှတ်အားကစားပြန်ပွဲအားကစီကံထည့်ရေးကော်မတီမှချမှတ်တော်စီနေစီကံချက်များကိုမိမိအသင်းတို့မဟုတ်အဖွဲ့သားများတို့မဟုတ်အားကစားသမားတိုင်းလိုက်လာရမယ်စင်မြင့်ဝိုင်းပြညောရေးကော်မတီမှချမှတ်ထားသောစီကံချက်များမလိုက်နာပါကတာငွေရင်းသိ900တိုးဆောင်ရမည်ဟုတ်တဘောတူလက်မှတ်ရေးထိုးကြပါသည်အားလုံးကိုကျေးဇူးတင်ပါတယ် စီမင်းစည်းကမ်းများကိုဖတ်ကြားပေးပါတော့ Sport Secretary တရားစိုက်ခွင့်စင်ကအထူးကျေးဇူးတင်ပါရှင်။အခုချိန်မှာအစီအစဉ်နံပါတ်9အရာအကစားသမားများမှအကစားတန်လေးတန်အားရွတ်ဆိုရမယ့်အခြေအနေဖြစ်ပါရှင်။ဒီတန်လေးတန်ရွတ်ဆိုခြင်းကိုဥဆောင်ပေးတော့မယ့် Committee Member ဖြစ်သူဆရာပီကထန်အားလေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါရှင်။ အားလုံးပဲမင်္ဂလာပါခင်ဗျာဒီချိန်မှာတော့တန်တိထန်ရွတ်ဆိုသွားမှာဖြစ်ပါတယ်အကြောင်းကျွန်တော်လည်းပြီးတော့သူတကွရွတ်ဆိုကြရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီတိုင်းပြည်နဲ့မိမိလိုမျိုးပေါ်၌သစ္စာရှိပါမည်ဟုဂရိပြုပါသည်ကျွန်တော်တို့ဒီဤအက္ခစာပြန်ပွဲ၌ပါဝင်ခြင်းအဖြစ်မိမိလိုမျိုးအချင်းသူရေပူပါမှုတရိပူပါသည်ကျွန်တော်တို့ဒီဤဘောလုံးကစားရရင်ချင်းအမျိုးသားတရားလုံး၏ဘုံတိတ်ခါဘုံရစီမီအပြုအမူမျိုးကိုလောကရှောင်ရှားပါမည်ဟုပရိပုပါသည်ကျွန်တော်တို့ဒီဝိဘောလုံးကစားချာဖြစ်အနာဂတ်ချင်းလူငယ်များ၏စံပင်ထိတ်သူတရားဖြစ်အောင်အစွမ်းကုန်ကျူးစားပါမည်ဟုပရိပုပါသည်ကျွန်တော်တို့ဒီယနေ့ဘောလုံးအကစားချာဖြစ်ချင်းလူများရဲ့အနာဂတ်အတွက်ကာယခွာမနာခွာမနာစွာစာဒီဘဆုံဖို့ပြုတ်တောင်းအစွမ်းကိုကျူးစားဆောင်ရပါမည်ဟုခရီးပစ္စာပြုပါသည်ဒီနေ့ရောက်လာကြရဲ့ဒီကုမောင်နှမများ92နှစ်မြောက်ချင်းရမျိုးသားနေ့ကိုပြေပြေရှူရှူချစ်ချစ်ခင်ခင်နဲ့ဆင်နွှဲကြရအောင်အလို့ရှင်ဘုရားရှင်ကောင်းချီးပေးပါစေ။တန်နေတဲ့ရွှေစုပေးတော့ Committee Member ဖြစ်သူတရားပိတထန်အားအထူးကျေးဇူးတင်ရှိပါရှင်။အပါတရားလေးပေါင်းပေးတော့ဘောလုံးသမားအားလုံးလည်းအထူးကျေးဇူးတင်ရှိပါရှင်။ အခုချိန်မှာစီမင်းစည်းကမ်းများကိုထပ်လက်၍ဖတ်ကြားပေးဖို့ရန်အတွက်ဆရာစတီဗန်အားလေးစားစွာဖိတ်ခေါ်အပ်ပါတယ်ရှင်။ အားလုံးပဲမင်္ဂလာပါအထက်ကကိုကြီးကစလိတ်လုံးဝတာမီပုတ်ပြထားတာဖြစ်တယ်ဒီလိုမျိုးဒီ เสียงตกสั่ง ကောင်းရှိပုတ်ကိုများမှာထုံနေရာများကိုတွေ့ရှိခင်ကျွန်တော်တို့ဒီပုတ်ကိုကျွန်တော်ပေးမှာဖြစ်တယ်ရနာရမှာဖြစ်တယ်ဒီတွေ့ကြောင့်အားလုံးပဲဒီစီစီကားလေးကိုဒီကိုကြီးတွေ့မှာလိုက်နာပေးကြဖို့အတွက်ကျွန်တော်မိကုတင်မှာအထူးတောင်းဆိုလိုပါတယ်နောက်ဆုံးအနေနဲ့ကကျွန်တော်တို့အတော်အလာလုပ်တဲ့အခါမှာကိုဒီအပောက်ကနေမဟုတ်ဘဲနဲ့ဒီဟိုဘက်ကနေကြော်လာတော့တမမဟုတ်ရင်တစ်ဖက်ကနေပုံမှန်ကျွန်တော်ဒီသွားလာတာလို့ကိုယ်နဲ့တွေ့ထားပြကြပါဘာဖြစ်လို့လဲဆိုတော့ဒီဟာက
အင်မတန်မှဒီသူတို့တာမီထားတဲ့အရာတစ်ခုဖြစ်တယ်ဒီအတွက်ကြောင့်မို့ထပ်ပေါင်းစီထပ်ပေါင်းနဲ့ထပ်ပေးပါနောက်ဆုံးအနေနဲ့ကဟိုဖိတ်ချက်ကအပေါက်လေးကိုလေကလပ်ဒါမှမဟုတ်ရင်ဘတ်စကာထားတဲ့အခါမှာဟိုဖက်ပေါက်ကိုလည်းကျွန်တော်တို့ဟိုအထွတ်မလို့ပေးချဖို့ဒီအပေါက်ကနေပဲအားလုံးဝင်ကြပါထွက်ပေးကြပါဒီဟာလေးကိုအားလုံးပြပေးချင်တာဖြစ်တယ်အားလုံးပဲကျေးဇူးတင်တယ်စီမင်းစည်းကမ်းများကိုထပ်လိုက်၍ဖတ်ကြားပေးပါတော့ဆရာစတီဗန်အားအထူးကျေးဇူးတင်ရှိပါရှင်အခုချိန်မှာအစီအစဉ်နံပါတ်8ရအခမ်းအနားအစီအစဉ်အဆုံးသတ်ခြင်းနဲ့တိုင်မို့အစီအစဉ်တစ်လျှောက်လုံးအတွက်ကျေးဇူးတော်ချီးမွမ်းဆုကဆက်ကဆူတောင်းခြင်းအချိန်ဖြစ်ပါရှင်သူဆူတောင်းပေးဖို့ရန်ဦးဆောင်ပေးဖို့ရန်အတွက်လေးစားရပါတော့ Reverend Manvulin အားဖိတ်ခေါ်အပ်ပါရရှင်အားလုံးမလက်ကိုတီးပြီးကြိုဆိုကြရအောင်ဆုတောင်းပတ္ထနာပြုကြပါစို့ကျေးဇူးတော်အနန္တနဲ့ပြည့်စုံတော်မူသောအပါကျွန်တော်များတို့ဒီ92ကြိမ်မြောက်ချင်းအမျိုးသားနယ်ကိုဒီမလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်ကျင်းပကြကာ၌ဒီချင်းလူငယ်မောင်မေများသည်ဘောလုံးကစားခြင်းအဖြစ်မိသားရဖွင့်မှာဖြစ်ပါသည်သို့ပါသောကြောင့်အစအလေအဆုံးနောက်ဆုံးနေ့တိုင်အောင်ဘုရားအတူပါရှိမှာကျွန်တော်များချင်းလူမျိုးတို့ဒီရိုးသားသောသူများဖြစ်တယ်ကိုဤလူငယ်များသည်ပြနိုင်ကြပါစေသောကျွန်တော်တို့ချင်းလူမျိုးများသည်ကျိုးစားသောသူများဖြစ်တယ်ကိုဤလူငယ်မောင်မေများသည်တည်တည်ပြနိုင်ပါစေသောကျွန်တော်တို့ချင်းလူမျိုးများဆုတောင်းစကားပေးပါတော့ Reverend Manvulin အားအထူးကျေးဇူးတင်ရှိပါရှင်အစီအစဉ်နံပါတ်9ရအခုချိန်မှာအာကာသသမားများပြန်လည်ထုတ်ပြန်နိုင်ပါပြီရှင်ဒီအားလုံးပဲပြီးပါပြီခင်ဗျာဒါပြီးကျွန်တော်ဆက်တဲ့စီးနဲ့တိုင်းကိုဆက်ဆောင်မှာဖြစ်တယ်တပေါ်ရဲ့မယ်စီးနဲ့တိုင်းကျွန်တော်ရဲ့ဒီလိုပဲထုတ်ရမှာ